ကိုတင်ထားတဲ့ဗီဒီယိုကို skip မခံခြင်း RTA ဆိုတဲ့ formula ကိုတည်ထားဖို့လိုပါတယ်တကယ်တော့ဟိုတစ်ခုတည်ဆောက်ရတာကကိုတင်ထားတဲ့အထက်အများကြီးလွယ်ပါတယ်တကယ် media company တွေမှာသုံးတဲ့ hook formula အများကြီးရှိတယ်အဲဒီမှာလုပ်ငန်းရှင်တွေအတွက်အသုံးဝင်မဲ့ဟိုတစ်ခုကိုမျှဝေပေးခြင်းပါတယ်အဲ့ဒါကတော့ RTH လို့ခေါ်ပါတယ် R result ဆိုတာကတော့ customer တွေလိုချင်နေတဲ့အရာရလဒ်ဖြစ်ပါတယ် T time turn ဆိုတာကအခြေအနေတစ်ခုအချိန်တစ်ခုအတွင်းမှာ H how ကတော့ဘယ်လိုလုပ်မလဲဆိုရဲမိကွန်းဖြစ်ပါတယ်ဥပမာ skin care ဆိုင်တစ်ခုကနေဝက်ချံအကြောင်း sharing လုပ်မယ်ဆိုပါစို့လူတိုင်းစဉ်းစားနိုင်တဲ့ခေါင်းစဉ်ကမျက်နှာကိုဝက်ချံကင်းအောင်ဘယ်လိုကုသမလဲဒီခေါင်းစဉ်ကိုခုနက hook formula နဲ့ချိန်လိုက်မယ်ဆိုရင်ဝက်ချံတွေလုံးဝပျောက်ကင်းအောင်ဈေးကြီးတဲ့ပစ္စည်းတွေမသုံးပဲတစ်ပတ်အတွင်းဘယ်လိုပြုစုမလဲဝက်ချံတွေလုံးဝပျောက်ကင်းအောင်ဆိုတာက result ရလဒ်ဈေးကြီးတဲ့ပစ္စည်းတွေမသုံးပဲတစ်ပတ်အတွင်းဆိုတာကအခြေအနေအချိန်တစ်ခုအတွင်းမှာဘယ်လိုလုပ်မလဲဆိုတာကတော့မိကွန်းပေါ့နော်ဒါဆိုရင်ပုံမှန်ခေါင်းစဉ်တစ်ခုကိုဟိုတစ်ခုဖြစ်ပြောင်းလဲနိုင်သွားပြီလို့ထင်ပါတယ် digital marketing ကိုအခြေခံကနေစပြီးတော့မှလုပ်ငန်းရှင်တယောက်လို့တည်တည်ချာချာနားလည်ခြင်းနဲ့ဆိုရင်တော့ DGSC မှာသင်တန်းလိုက်အောင်စုံစမ်းနိုင်ပါတယ်